ဒီနေ့ record လုပ်ပေးမယ်သင်ခန်းစာလေးကတော့ M1 တန်းကော3000ပါဒီတန်းကော3000ထဲမှာ chapter က14ခန်းရှိပါတယ်ရှင်မိဥချီနေဣရှာကဣရုတို့နာနိခတို့အန်ရှင်တာဆွေမျိုးသားချင်းတဲမှာနော်ဆရာဝန်ရှိလို့ရှင်တနည်းနည်းနဲ့တော့စအေးရပါတယ်ရှင်းလူဤဆွေမျိုးရှင်းစက်ကြီးဆွေမျိုးချစ်ချီကတခိုင်ရှိအဖေကကွယ်လွန်သွားပြီးတော့မိခုရှင်ဝဆွေမျိုးသားရဲ့နေကတော့အနိတခေနေနာတာအကိုပဲဖြစ်လာခဲ့ပါတယ်ဟိုက်ကိုရှာနောဥမှုကိုခိုချီတာနေခိုက်တဲ့ခူရာရှာဤအိမ်နောက်ဘက်ရှိမရှိကိုဥမှုဆိုတာရှိမရှိကိုခိုချီတာနေဒီဘက်မှာခိုက်တဲ့ခူရာရှာဤရေးပါပတ်တိုနာကဇနီးတဲ့ခင်မောဂျီဘောနော်ရုဆိုရှိရုတာပြင်ဒီမိမိရဲ့ပေါ့နော်ဟိုပေါ့နော်ဆွေစဉ်မျိုးဆက် roots ပေါ့နော်ဘယ်လိုခေါ်မလဲမျိုးနွယ်ကိုတီးဖို့အတွက်ကတော့ခက်ခဲစုကိုမိသားစုအဆက်အနွယ်ကိုစကွတ်တာရေးလုပ်ခဲ့ပါပဲเนาะ family tree ကိုရေးဆွဲခဲ့တယ်ပေါ့နော်အိုဖုခုတော့အမေအမနောတန်းကဓာတ်တဲ့ခါအခုလာတဲ့ပုံကဘသူစီရလဲအိုဖုခုတော့အမေစီရပါအိုရကြီးအဖေအိုရကြီးမဒခဲတဲ့နိုင်နော်အဖေပြန်မလာသေးဘူးလားခေါ်မို့နွန်တဲ့လူဂျာနိုင်နော်အခုဒီနေ့ညတောင်းနေတာလားယောခိုစုရှူနီအချီတိုဝတပတ်မှာတစ်ချိန်ကတော့ဟာအိုယာကအမေကဒန်းဝါကိုယောခိုစုအမေကဖုံးဆက်ပါတယ်နေရောဖို့ခေါ်အပိုင်တို့ဒီနေ့ကတော့တစ်ခွက်လောက်ဆိုဘလို့လဲနေရောဖို့ကဥရုဆိုင်ခါလာစင်ဂျီတဲ့ကလေတကယ်ကိုပဲနပူနစာတွေလို့ဆိုရင်ညာလို့ခအဲရရောပြန်တော့မယ်လေမတောက်တော့ဘူးတေးလျှောခင်မောအင်ကြီးရှိကောရှုချင်းတန်းရှင်းဖူနေတော့ခင်မုန်းကအလောက်တောင်ဝင်နဲ့ပြောင်းရွှေ့တော့တန်းရှုကကန်းခီတဲ့လူစုကအေးတဲ့ရှုဇာနာဤခင်မုန်းကလေတကြွကြွရှိပြီးတော့နော်ဒီလိုမျိုးအိမ်မှာမရှိရတာကောင်းတယ်လို့မပြောဘူးလားလူခုမိုဒီငွေထွေတယ်ခက်ခွန်ရှိတာလားလက်ထက်လို့ရှိရင်လူခုမိုဒီနော်အာရုခတ်တဲ့ကိုစခရီတာခက်ခွန်ရှိတာလားလက်ထက်ခဲ့လို့ရှိရင်လူခုမိုဒီနော်အာရုခတ်တဲ့ကိုရွေထွေမှုရှိတဲ့မိသားစုကိုပဲတိဆောက်ခြင်းတဲ့ဆတ်စုငါတို့ရရှိတယ်ပေါ့နော်ရရှိတယ်အားနဲ့ဖူကအားနဲ့ဆိုအမဖူဆိုဇနီးမောင်နဲ့အမဇနီးမောင်နဲ့ကအော်နာနော့ကိုမိန်းကလေးကိုဆတ်စုခတ်တာမွေးပွားခဲ့ပါတယ်နာစုခဲလူအမိပေးတယ်နိမွန်တဲဝဂျပန်မှာတော့မုခရှိဟိုတုံကချောနန်းကိုအကြီးဆုံးသားကိုတတော်တို့နာစုခဲလူခုတို့ကအိုခတ်တာနာမည်ပေးတာကများပါတယ်နာစုခဲအိုရနာမည်ပေးတယ်မိဘလေမဲဤအမိပေးတယ်စုရနှစ်ချိုက်အခါချန်ကမွေးကင်းစကလေးလေးကစုရနဲ့မှုတဲ့အေလို့ဆိုတာကဟိုနှစ်ချိုက်နဲ့အိပ်ပျော်နေပါတယ်ရှိကုစာအတွင်ပြင်ဝစုမဲတော့ရှိကုစာဝနော်ဟိုတမင်းလေးရဲ့အတွင်ပြင်ကဝါတာရှင်နီရောခုနေတဲ့ဣရုရရှိတမနဲ့ကောင်းတူတဲ့ပုံပေါ်ပါတယ်ဣတုရှိခိုတုမူကနဲ့တဲ့ဣရုစုငါတာကကလေးလေးအိပ်နေတဲ့ပုံတန်ကဣတုရှိကုတဲ့တာမရနာဤအရန်ကိုပဲချစ်စရာကောင်းပါတယ်နာစုကုခင်တွေ့ရင်းနေတဲ့မေတ္တာရှိတယ်စုအေခိုကအငယ်ဆုံးကလေးကချစ်အိုယာနီအဖေအပေါ်မှာနခတော်တော်လေးနဲ့ကိုနာစုခနာဤနာစုခုကခင်တွေ့တယ်သူကကျတော့နာစုခနာဤကျတော့တိတ်ပြီးတော့မခင်တွေ့ဘူးပေါ့နော်ခင်တွေ့ဖို့ခက်နေတယ်နေသားတို့ကပူစားတယ်ဒီမိုးတို့ကညီမလေးကချစ်နေအဖေကိုပူစားတယ်ရောခုမကြခဏဆိုပဲအုံမချကစားစီရာတွေကိုနေသားတဲ့လူပူစားပါတယ်စေကမ်းမှုကလည်းပူစားတယ်နေသားတွေရတယ်ပူစားခြင်းပဲပေါ့နော်စုနဲ့တို့ကစိတ်ကောက်တယ်ဒီမိုးတို့ကညီမလေးကဂျီဘောနောဝကမမကတိုးရနိုင်တို့သူပေါ့နော်သူဖြစ်ချင်တာတွေကသူတကူအောင်ဆန္ဒတွေကမဖြစ်လာလို့ရှင်စုခုချက်ချင်းပဲစုနေလို့ဆိုတာစိတ်ကောက်ပလိုက်ပါတယ်နှခမ်းတွေပါစုပြီးစိတ်ကောက်ပလိုက်တယ်ဆရှိစုလို့အမိန်ပေးတယ်ဩဆနိုင်ခေါ်တော့ခါတာငငယ်ကလေးကဝါတာရှိဝကျွန်တော်ကအားနဲ့နေဆရှိစုစတဲ့နှုတ်တော့ကဟိုညွှန်ကြားခံရတာကဣယဒတာမကြိုက်ပါဘူးတဲ့
တော့ခို့တို့လေးဆိုလို့လူယူတယ်ခို့တို့မနော်ကတော့ကလေးဘွားတွေကအာနေနေအခုထံကနေအစ်စုမို့အမြဲတမ်းလို့အမို့ချတယ်တော့ခို့တို့လေးစားတဲ့တာလူယူခံခဲ့ရပါတယ်ဟမ်ပါဆိုလို့အတိုက်ခံပြုတယ်ပုံကန်တယ်အစ်စုမို့အာနေနေဟမ်ပါဆိုရှိတယ်အကိုရဲ့ပေါ့နော်ခုခံတာစัจ jena တို့ခံရပြီးတော့ခန်းခါနေနာတဲ့ရှိမှရံဖြစ်ခဲ့ရပါတယ်ဤရဲ့တဲ့ဆိုလို့အိမ်ပြေးတယ်ဘယောရှိကဥရုစာကိုတဲ့မိဘနှစ်ပါးကအငဲကိုပဲစီစီမှုလုပ်နေလို့နန်းခိုက်ခအချိန်ချင်းကိုဤရဲ့တဲ့ရှိတာခုတို့ကအားလို့အိမ်ကထွက်ပြေးပူပါတယ်ဂိခုရှာခုဆိုလို့မတော်တဆဆဆာအိနာခုတို့ကရယူတဲ့အသေးပွဲကိစ္စတွေကအကြောင်းရင်းဖြစ်ပြီးတော့ခေါတိုင်တော်ခံခေကဒီကိုနှစ်ယောက်ကြားထဲမှာရှိတဲ့ဆက်ဆက်ပတ်သက်မှုတွေကဂိခုရှာခုရှိတာကြောက်ကစားဖြစ်ခဲ့ပါဤခအဲဆိုချစ်ချစ်အိုရတော့ချူခိုကိုနေဖခင်ရဲ့တတိပေးမှုမှာဤခအဲရှိတဲ့ပြန်ပြောမိလို့ရှစ်ခါတာတဲ့အစုခံခဲ့ရပါတယ်ဤဟာတို့အခိုင်အမာပြောတယ်ဇတိယတန်ပြောတယ်အနေဝအမကဣစုမို့အမြဲတမ်းဂျီဘုံကမိမိကိုယ်တိုင်ကတတရှိတို့မှန်ကန်တယ်လို့ဤဟာတို့ဇွတ်ပြောပါတယ်ဒီတန်ပြောပါတယ်မုန်ခံဆိုတာကကဖူးလိုမျိုးပြောထားတာတတ်မှတ်ချိန်အတွင်းအပြည့်မထွက်ရဘူးဒိုင်းကစေနေနာတဲ့မို့အထက်တန်းចောင်းသားဖြစ်လေတဲ့ပဲမွန်ခံကအဲ့လိုအပြည့်မထွက်ရတဲ့အချိန်အပြည့်ထွက်ရတဲ့အချိန်ပေါ့နော်အပြည့်ထွက်ဖို့တတ်မှတ်ထားတဲ့အချိန်ကဂျူးဂျီတာ10နာရီဖြစ်ပါတယ်တတ်မှတ်တဲ့အချိန်က10နာရီဆိုည10နာရီဖြစ်ပါတယ်နော်ည10နာရီထိရဖြစ်ပါတယ်တဲ့10နာရီကျော်လို့ရှင်ပြန်လာလို့မရဘူး10နာရီမတိုင်ခင်မှာပြန်လာရတယ်မွန်ကန်ကိုရဖို့တဲ့စက်မက်ချီကန်စက်မက်ချက်အချိန်ကိုချိုးဖောက်လို့တဲ့ချစ်ချီနေအဖေထံကနေစမ်းတော်တော်လေးကိုစက်ကျော်စားတဲ့တာဆိုတာကတွန်တဲ့အဖေဆူတာကိုခံခဲ့ရတယ်ပေါ့နော်အဖေရဲ့ဆုံးမတာကိုခံခဲ့ရတယ်ခအေရီမီတို့ပြန်လေသုံးသက်တယ်ချစ်ချီလေးရှိခတာတဲ့အဖေရဲ့စုပူခြင်းခံရပြီးဂျီဘော်နော်ခိုးတို့မိမိရဲ့လှုပ်ရှားမှုတွေကိုခအေရီမီတာပြန်လေသုံးသက်ခဲ့ပါတယ်စမို့တကယ်ကိုပဲအနေဝရှိရနိုင်ခုတို့မို့အမကမသိတဲ့ကိစ္စကိုပဲစမို့ရှိတဲ့ဣရုခနောယောနိဟာနာစုတကယ်ကိုပဲသိတယ်လို့မျိုးပြောနေပါတယ်ယာမနာရှင်တော်တို့စုခဲတိုင်းတော်ကအလုပ်ကိုစတိုက်လုပ်ချင်တာကယာမတာကတကယ်ကိုပဲပေါ့နော်စိတ်ဆန္ဒတွေအများကြီးရှိပေမဲ့လို့အခုချီချူကကလေးကိုထိမ့်သိမ့်နေတဲ့ကလေးကိုပြုစုဆောင်ရှောက်နေတဲ့အချိန်ကလေးမိပွားပြီးတော့ကလေးကိုပြုစုဆောင်ရှောက်နေတဲ့အချိန်မှာတော့မုစုခရှိခက်ခဲပါတယ်အလုပ်ဆက်လုပ်ဖို့အတွက်ကတော့ခက်ခဲပါတယ်စိုက်ခွန်စုလို့ပြန်လက်ထက်တဲ့ဤအန်ကအပ်တဲ့ကောင်းတဲ့ပူဇာတွေကရှိပြီးစိုက်ခွန်စုလို့ခုတ်တို့နိနာတနောက်တစ်ချိန်ပြန်လက်ထက်ဖို့ဖြစ်လာခဲ့တယ်ဘာစုဣချိဆိုင်ခေါ်မယ်နော်စကန်ဆိုင်နာအကျမ်းမှာတော့ချစ်ချစ်တို့ဟာနော်တို့ချီတာနော်လျောရှင်မို့တဲ့အဖေရောအမေရောမိဘနှစ်ပါးစလုံးကကန်ဆိုင်တာကြမ်းကြမ်းမှရှိနေပါတယ်ဣတဝတို့ပြစုဆောင်ရှောက်တယ်မုစုခိုကတားလေးကစပုဖို့ဣတဝတို့အဖိုးနဲ့အဖွားကိုဂယူဆိုင်ပါတယ်တိုတဲမို့ရာဆန်းရှိခိုတာအရန်ကိုပဲကျင်နာတတ်တဲ့ကလေးဖြစ်ပါတယ်တခိုင်စံခဲစုပြီးခဲ့တဲ့လကစုပ်ဖို့ကအဖိုးကဂျူးဖျားခုဆိုင်တဲ့အသက်တရားနဲ့တခိုင်ရှိတာကွယ်လွန်ခဲ့ပါတယ်ဥခေစုခုစွန်နန်ကောနီဝနှစ်တန်ကြော်ပြီးတဲ့နောက်မှာချစ်ချင်းတော့ကြည့်ခေကိုအဖေရဲ့နော်လုပ်ငန်းတွေကိုဥခေစုခုစုမိုရီတာစက္ကန့်ဖို့ရည်ရွယ်ပါတယ်စုခုကစက္ကန့်နဲ့ခဲရောကလည်းကိုကဘယ်လိုခေါ်မလဲအမွေလက်လွဲယူလိုက်တာမျိုးပေါ့နော်ဣဆန်ကအမွေနဲ့ချစ်ချင်းတော့ဣဆန်လေးဆိုပြီးတဲ့အဖေရဲ့ပေါ့နော်မွေနဲ့ပတ်သက်ပြီးတော့နိဆိုတဲ့ပတ်သက်ပြီးတော့ခါဆုခုခိုင်ကီကိုမိသားစုရဲ့စီဝေကိုဟိဒာဣတာကျင်းပခဲ့ပါတယ်ဣစုဘယ်တော့ဣစုခတစ်ချိန်ပါတယ်ခိုင်နိုင်ငံသားရဲ့စဲခိုင်ဣဆန်နော်ဣစုခတစ်ချိန်မှာတော့ခိုင်တော့စဲခိုင်ဣဆန်ကိုနိုင်ငံသားမှာရှိတဲ့ပေါ့နော်ကဘာအမွေနှစ်နေရာတွေကိုမဲဖူရီတာလှည့်ပတ်ခြင်းပါတယ်ဣဆန်ဆိုစုပ်ကိုအမွေနှစ်တွေကိုလက်ခံယူတယ်စဲခိုင်ဣဆန်ကဘာအမွေနှစ်အတန်းတက်ပေးတဲ့အတွက်အများကြီးပဲကျေးဇူးတင်ပါတယ်။ဒေါက်တာရှိရဲ့ပေါ့နော်ဒီအဝမ်း3000ဆောက်ကလေးကိုဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဖုန်းနံပါတ်425 39 ကိုဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ဆိုတော့တရှိရဲ့စာအုပ်ကလေးတွေเนาะအဝမ်း3000စာအုပ်ကလေးကိုဝယ်ခြင်းနဲ့ဆိုရင်423 96 123ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ Viber နဲ့ဖြစ်စေဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်